ရေအများရန်စီးနေတဲ့မြစ်တွေမှာတရားတိုင်တွေဘလို့စောက်ကြလဲကျွန်တော်နဲ့အတူလိုက်ကြည့်အောင်ပထမဆုံးတန်ပိုက်လုံးတွေနဲ့တရားစောက်မဲ့နေတဲ့မိတ်ကိုတတ်မှတ်ပြီးတော့ steel sheet တန်မဏိပြားတွေထည့်ပြီးရေမယိုအောင်တစ်ခုနဲ့တစ်ခုကို lock လုပ်လိုက်ပါတယ်ဒါပေမဲ့ဒီတိုင်းပဲဆက်လုပ်မှဆိုရင်ရေဖိအားကြောင့်ပြတ်သွားနိုင်ပါတယ်ဒါကြောင့်မပြိုအောင်အပေါ်ကနေ frame ပြားတွေနဲ့ဖိန်းပြီးတော့မှပဲအထဲကရေကိုပတ်မဲ့ထုတ်ပါတယ်အဲ့တော့အတွင်းကမြေသားကိုထုတ်ပြီးတော့ပိုက်တစ်ချောင်းကနေကွန်ကရစ်တွေကိုအောက်ဆုံးထိပို့ပြီးရေနဲ့မရောအောင်လို့တိတိကျကျချပါတယ်အချင်းအတော်ကြအဲ့ဒီကွန်ကရစ်တွေ၆ပြီးတဲ့နောက်မှာအပြင်ကတန်မဏိပြားကိုဖယ်လိုက်ပါတယ်အဲ့မှတရားတိုင်တစ်ခုပြီးသွားပါပြီ